ကျမ်းမာတော်မူကြပါသားရှင်တိတ်နေမကောင်းဘူးကွာနေမကောင်းသေးလိုက် ဟိုဘက်ကျန်တည်းလန့်စားနေတာခလေးနေတာပြီးရောဒီနေ့1363ခုပြာကောင်းလာစမ်းကောင်းကျော်ပြာသူမြင့်ပြာသူဝါကောင်းကွာဒီလိုတရေရဝါကောင်လာရဲ့ပြာသူလာရဲ့နှစ်လပေါင်းပြီးကျင်ကြတာနှစ်လပေါင်းပြီးကျင်ကြတာလားပြီးရောပြာသူလာစမ်း15ရက်တက္ကရာ2000ခုအောက်တိုဘာလားဒီစောင်းဝေးမို့လို့ပြီးရောအောက်တိုဘာလ65ရက်ပြီးရောအောက်တိုဘာမှာ31တက်တာဒီဟိုဒီလိုတရေရကိုဒီလမလို့ဟိုဘက်လာတဲ့ရှိတယ်ဟိုဘက်လာကြီးရတာလားပြီးရောပြည်တွင်းသတင်းများကိုကြီးညာပါတော့မယ်ရှင်ငချင်းကောင်းရှင်တိကျစားရကောင်းပါပဲကွာဘာပြောတာနွားလေးတကောင်တေဆုံးမှုတည်င်းစုံလင်မှာတောင်တကုံမြို့ရှိကမ်းလမ်းပေါ်တွင်နွားလေးတကောင်တေဆုံးနေရာသက်ဆိုင်ရာတာဝန်ရှိလူကြီးများက၎င်းနွားအားမတင်ငါ၍ဖြတ်ကြည့်ရာနွားအတွင်းမှာအမဲသားများတွေ့ရှိရပါသည်ဟုတ်လို့ညာနွားသားကြီးကအမဲသားများတို့ဘာရမှာတော့တချို့ကခွေးသားရည်နဲ့ရောတယ်လို့ဟုတ်ရောမှကြောက်လို့လားမှကြောက်လို့နော်ပြီးရောမြောက်ကလာပမြို့ဇမ်းမြင်စဲဈေးကြီးအတွင်း၌ရက်ဆက်သောအမျိုးသမီးကြီးတဦးကြောင့်မုံလာဥစင်စဲမှာရှင်ပန်းဖြစ်သွားခြင်းတော်ပြီလားဘောဟဲ့နံပါတ်တင်လို့မပြောတော့တောင်ကလာပမြို့12ရက်ကွက်တိရိယရလမ်းရှိအိမ်တိန်တွင်ယမန်နေ့ညတကောင်ရံကျော်အချိန်၌အိမ်တွင်းတိုက်ပွဲဖြစ်ပွားရာတိုက်ပွဲမှာအလွန်ပြင်းထန်သဖြင့်ဂရင်ကျိုးရဲ့ခြံုံကျိုးများပြတ်ကျသွားပါသည်တာဝန်ရှိလူကြီးများကြိုးစားရှာဖွေပါတော့လဲခေါင်းရမနှအောင်သည်ယနေ့တိုင်းရှာမတွေ့လက်တွေပြောင်းသွားရင်မသိဘူးတော့ပြင်းထန်နေတာဟဲ့ရန်ကုန်မြို့35လမ်း3တိုက်အပေါ်တက်တွင်ပျော်မြူးနေသောပရစ်တကောင်အားပကျဲရိုကားမှဝင်တိုက်ခြင်းအပေါ်ပရစ်ကိုပကျဲတော့ခုတိုက်နေတော့ဟိုကနေစိန်နဲ့ခုန်တိုက်တယ်ခုန်တိုက်လာလားပြီးရောပရစ်မှာပေါင်ကျိုးသားသဖြင့်ဝတ်လျှော်သို့ပို့လိုက်ရပြီးပကျဲရိုကားမှဆေးရုံသို့အတွဲလူနာဖြင့်တင်ပို့လိုက်ရကြောင်းသတင်းရရှိပါသည်ပရစ်ကိုဆေးရုံပို့မှာလေကောက်ဝတ်လျှော်ပို့မှာလေအထင်းနားကြလို့ဟာအဲ့ဒီမှာနောက်ခေါင်းတော့ပို့တယ်ကြီးတောင်ကြီးမြို့ကမ္ဘောဇာဖလားဘောလုံးပြိုင်ပွဲတွင်အာကစားသမားများရှင်ပြိုင်ကစားကြရာတကိုးကူမရှိဖြင့်တရေကျသွားပါသည်တကိုးကူမရှိတရေကျမလားအကြောင်းမှာဘောလုံးဝတ်လာကြည့်သောရှမ်းပြူလေးများငေးမိသောကြောင့်တရေကျသွားခြင်းဖြစ်ပါသည်ဒီကိစ္စပါတယ်နော်